သူလိုလူစားတရားမရှိမြတ်စွာဘုရားကလောကမှာရှိတဲ့သရဝါမျိုးမျိုးကိုခွဲခြားပြီးတော့ဟောကြားတဲ့ဒေသနာတော်တွေတော်တော်များများရှိတယ်ပေါ့အဲ့ဒီထဲကဒီကနေ့အဝဇာနာတိဆိုတဲ့နာမည်ပေးထားတဲ့သုတ်တန်လေးတစ်ပုဒ်ဟောကြားဖို့နာကြားဖို့မှတ်သားကြဖို့ပဲမြတ်စွာဘုရားရဲ့အဆုံးအမတော်တွေဟာအလွန်များပြားတယ်လောကမှာအချင်းချုပ်ပြောလိုက်မယ်ဆိုရင်ရှောင်ရမှလည်းဆောင်ရမှသို့မဟုတ်မလုပ်ရမှလည်းလုပ်ရမှဒီနှစ်ခုပဲရှိအဲ့ဒီနှစ်ခုကိုကွဲကွဲပြားပြားသိမှလူတွေဟာချမ်းသာဒုက္ခဆိုတာလည်းရမယ်ဆင်းရဲဒုက္ခလွတ်မြောက်မှုဆိုတာလည်းရနိုင်တယ်ပေါ့လောကမှာဆင်းရဲဒုက္ခတွေ့နေရတာဘာကြောင့်တွေ့နေရချမ်းသာရတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာကြောင့်ချမ်းသာဒုက္ခရနေကြသလဲလို့ဆိုရင်မလုံးတဲ့နာနဲ့လုံးတဲ့နာကိုခွဲခြားသိတဲ့အသိဉာဏ်ပဲအဲ့ဒီအသိဉာဏ်ရှိပြီဆိုရင်ချမ်းသာဒုက္ခရပြီအဲ့ဒီအသိဉာဏ်မရှိဘူးဆိုရင်ချမ်းသာဒုက္ခမရဘူးချမ်းသာဒုက္ခမရရင်ဆင်းရဲဒုက္ခတွေနဲ့ကြုံနိုင်တယ်ပေါ့ဒါကြောင့်မို့တရားဝဲတွေကျင်းပပြီးတော့တရားနာတယ်ဆိုတာအချင်းချုပ်ဘာဖြစ်လို့တရားနာကြသလဲလို့ဘုရားဘာသာတွေအနေနဲ့မေးမယ်ဆိုလို့ရှိရင်တော့မလုံးတဲ့နာနဲ့လုံးတဲ့နာကိုခွဲခြားသိဖို့လို့ဒီလိုဆိုလိုတာပေါ့နော်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေကိုအချင်းချုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်လည်းဒီတစ်ခုပဲဟောတာဒါတွေကမလုံးတဲ့ဘူးဒါတွေကလုံးတဲ့လောကလူတွေဒုက္ခရောက်နေတာမလုံးတဲ့နာကိုလုံးပြီးလို့လုံးတဲ့နာကိုမလုံးခဲနေလို့ဒုက္ခရောက်တာကိုဒါကြောင့်မလို့ဒုက္ခလွတ်ကင်းခြင်းနဲ့ဆူတောင်းနေရတာမဟုတ်ဘူးချမ်းသာခြင်းနဲ့ဆူတောင်းနေရတာမဟုတ်ဘူးမလုံးတဲ့နာနဲ့လုံးတဲ့နာကိုအရင်သိအောင်လုပ်ရမယ်အရင်သိအောင်လုပ်ပြီးတော့မလုံးတဲ့နာကိုရှောင်ရမယ်လုံးတဲ့နာကိုလုပ်ရမယ်ဒါအချင်းချုပ်ပဲနော်ကိုယ့်ကိုယ်ဒါပေဒံလေးတစ်ခုတိုင်းတာပြပေဒံလေးတစ်ခုကိုယ်မှာရှိထားလူတိုင်းမှာတိုင်းတာလေးတစ်ခုတွေရှိထားအဲ့တော့လုံးတဲ့နာနဲ့မလုံးတဲ့နာကိုခွဲခြားသိဖို့ဆိုတာကြတော့ပညာရှိမှသိတယ်ဒါကြောင့်ပညာရှိအောင်ဘယ်လိုလုပ်ရလဲဆိုတရားနာရတယ်တရားဓမ္မစာပေတွေဖတ်ရှုရတယ်တတိနားလဲတဲ့ပုဂ္ဂိုလ်တွေချင်းကပ်ပြီးတော့မေးမြန်းရတယ်ဒီလိုမှပညာဆိုတာရှိလာမှာပေါ့အဲ့တော့ပညာမရှိရင်ဘာဖြစ်တယ်လဲလို့မေးမယ်ဆိုလို့ရှိရင်လုံးတဲ့နာနဲ့မလုံးတဲ့နာမသိဘူးတဲ့ပညာမရှိရင်မသိတာလောကမှာပညာဆိုတဲ့နေရာမှာလည်းအမျိုးမျိုးစီးပွားရှာစားတဲ့ပညာရှိတယ်တခြားပညာရည်ရှိတယ်အဲ့ဒါတွေကပညာလို့ခေါ်ရတော့လေတစ်ခါလုံးတဲ့နာနဲ့မလုံးတဲ့နာကိုသိတဲ့ပညာမျိုးမဟုတ်သေးဘူးပေါ့လုံးတဲ့နာမလုံးတဲ့နာသိတဲ့ပညာမျိုးဆိုတာတော့ကိုယ်ချင်းတရားနဲ့သက်ဆိုင်အသက်လို့ခေါ်တဲ့ကျင့်ဝတ်ဤတိတွေနဲ့ပတ်သက်တယ်ပေါ့ကိုယ်ချင်းတရားတွေနဲ့ပတ်သက်လာလို့ကြာရင်လုံးတဲ့နာနဲ့မလုံးတဲ့နာသိဖို့သိအရေးကြီးတယ်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တက္ကနာရင်ဒုက္ခရောက်တာမဟုတ်ဘူးသာဝရနီးနီးအကြာကြီးဒုက္ခရောက်နိုင်တယ်ပေါ့မောဟလို့ဆိုတဲ့တွေးဝေတယ်ဆိုတာကိုကဘာကိုတွေးဝေတာတုံးလို့မေးရင်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိတဲ့အခါကျတော့ဘယ်လိုဖြစ်လာတော့မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်လာတယ်လုံးတဲ့နာကြတော့မလုံးတဲ့ဘူးလို့ထင်တယ်ထင်ရုံနဲ့အဆုံးသတ်လားဆိုမတတ်သေးဘူးဟောမလုံးတဲ့နာကိုသွားလုံးတယ်လုံးတဲ့နာကြတော့မလုံးဘဲနေတယ်ဆိုဟောအဲ့ဒီကြတော့မှကိုကျိုးနေတာမကောင်းတဲ့အကျိုးတွေဖြစ်တာဒီလိုဆိုလို့တော့ဥပမာမဲ့လူတိုင်းမှာလူဘဝရောက်လာတဲ့အခါမှာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုရင်မိဘနှစ်ပါးပဲအဲ့တော့မိဘနှစ်ပါးနဲ့ပတ်သက်လာလို့ရှိရင်မလုံးတဲ့နာကဘာလို့ဆိုရင်မိဘကိုပြန်ပြောတာတို့မိဘကိုယံတွေ့တာတို့မိဘကိုကျေးဇူးကမ်းတာတို့မိဘစကားနားထောင်တာတို့ဒါတွေကမလုံးတဲ့ဘူးမယုံသိမလေးစားလို့မိဘကိုယ့်ရဲ့ပညာနည်းခြင်းနဲ့လဲလိမ့်မယ်ဒါကတော့မိဘအတိုင်းမိဘဖြစ်တာနဲ့ကိုယ့်ရဲ့ပညာတတ်လိမ့်မယ်လို့တော့ဒီလိုတော့ပြောလို့မရဘူးနော်အဲ့တော့ကိုယ့်ရဲ့
ပညာမတတ်ဘူးဆိုပြီးတော့မိဘကိုစော်ကားလို့မရဘူးသူကမိဘကိုဘာဖြစ်လို့လဲဆိုကိုပညာတတ်ထားတာကိုကမိဘကကိုလူဖြစ်အောင်မွေးလာလို့ကိုပညာတတ်တာဟုတ်ဒါကြောင့်မို့လို့ဣမတလောကတဓာတ်တိတာတော်လို့မြတ်စွာဘုရားဟောတာဒီလောကကြီးလာခွင့်ပေးလိုက်တာဒီလောကကြီးနဲ့တွေ့ဆုံခွင့်ပေးတာကမိဘရဲ့ခြေစွအခုခေတ်တချို့မိဘတွေဆိုလာခွင့်တောင်မပေးဘူးနော်ကြိုတင်ပြီးတော့တားဆီးတာတွေလည်းရှိတယ်လေကြိုတင်ပြီးတော့တားဆီးလာလည်းရှိတယ်နောက်ဆုံးမှအသက်ရှင်ခွင့်မပေးအောင်မပေးတာတွေလည်းအများကြီးရှိလာအခုအဲ့တော့ကိုယ်ကိုလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာမိဘကျေးဇူးကိုအများကြီးတင်ရမှာဘာလို့လဲဆိုအမေဖေကတို့လာခွင့်ပေးလိုက်လို့တို့လာရတာနှုတ်ဆိုရင်လမ်းပိတ်ထားလိုက်ရင်ဘာမှတို့ရောက်မှာမဟုတ်ဘူးလာခွင့်မပေးတဲ့မိဘတွေလောကမှာအများကြီးရောက်နေပြီအဲ့တော့အကယ်၍မိဘကသာတို့လာခွင့်မပေးဘူးဆိုရင်ဟောတယ်လို့ဘုရားတရားကိုလည်းသိခွင့်ရမှာမဟုတ်ဘူးပညာရက်တွေကိုလည်းနားလည်ခွင့်ရမှာမဟုတ်ဘူးလောကကြီးရဲ့အကြောင်းလည်းဘာမှသိလိုက်မှာမဟုတ်ဘူးလို့ဟောကြည့်နော်အဲ့တော့မိဘရဲ့ကျေးဇူးကတောင်းတောင်းအင်းရှောက်မတွေးနဲ့ဒီတစ်ခုနဲ့တင်ကျေးဇူးကြီးလာပြီဒါတစ်ခုနဲ့တင်ကျေးဇူးကြီးလာပြီအဲ့ဒါလို့ကျေးဇူးကြီးမားတဲ့မိဘကိုစော်ကားခြင်းဆိုတာလုံးဝမလုပ်သင့်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲမိဘဆိုမစော်ကားရဘူးဒါမလုပ်သင့်တာအဲ့ဒါလို့ပညာရှိပြီဆိုရင်သိလာတဲ့အခါလုပ်သင့်တာကြတော့ဘာတော့ဆိုလို့ရှိရင်မိဘကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျေးဇူးတုံ့ဆက်ရမယ်။ပုံမေးမစွမ်းရှိလာတဲ့မိဘတွေကိုပြုစုရမယ်၊ကျွေးမွေးရမယ်။နော်။ဆောင်းအောင်နေမလုပ်ရဘူးမိဘနဲ့ပတ်သက်လာလို့ရှိရင်ကိုယ်ငယ်ငယ်တုန်းကသူတို့ကဆောင်းနေတာမဟုတ်ဘူး။ကိုယ်ရွယ်ရောက်တဲ့အခါကျကိုယ်ကဆောင်းနေလို့ရှိရင်မဟုတ်သေးဘူးနော်။အဲ့ဒါလို့ဆောင်းတတ်တဲ့လူဟာကိုကြီးလာရင်ကိုသားသမီးကကိုပြန်ဆောင်းလိုက်မယ်အဲ့ဒါဒါသေးချာပေါ့ပဲ။ဒီဘဝတည်းပဲအဆောင်ခံရတဲ့လူတွေရှိတယ်လေဘာလို့လဲဆိုကာလဝိဘက်နောက်ပိုးတက်ဆိုတာချက်ချင်းအကျိုးပေးတတ်တယ်နောက်ဘဝမရောက်ခင်ကိုအကျိုးပေးတယ်မိဘကိုမယုံသေးတဲ့သားသမီးဟာသူ့လည်းသားသမီးရလာမှာရလာလို့ရှိရင်သူ့သားသမီးရလည်းသူ့ကိုမယုံသေးဘူးအဲ့လိုဖြစ်တတ်တယ်အဲ့တော့မိဘကိုပြုစုလုပ်ကြွေးခြင်းဟာလုပ်တဲ့တယ်မိဘကိုစော်ကားပေါ်ကားစိတ်ဆင်းအောင်လုပ်ခြင်းဟာမလုပ်သင့်ဘူးဟောမလုပ်တဲ့နာကိုသိတယ်လုပ်တဲ့နာကိုလည်းသိတယ်သိသည့်အတွက်ကြောင့်မလုပ်တဲ့နာကိုမလုပ်ဘဲနေရမယ်လုပ်တဲ့နာကြတော့လည်းမလုပ်ဘဲမနေရဘူးလုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်အေးမောဟကင်းသွားပြီဆိုရင်မလုပ်တဲ့နာနဲ့လုပ်တဲ့နာခွဲခြားသိပြီသိတဲ့အခါမှာမလုပ်တဲ့နာကိုရှောင်ရမယ်လုပ်တဲ့နာကိုလုပ်ရမယ်ဒီနှစ်ခုဟာဓာတ်တူညီမျှအကျိုးဖြစ်ပေါ်စေတတ်တယ်ဘယ်လိုလဲဆိုရင်မလုတ်တဲ့နာကိုလှုပ်ခြင်းနဲ့လှုပ်တဲ့နာကိုမလှုပ်ခြင်းဒီနှစ်ခုဟာလောကလူတွေကပြောကြတာဒီလူကတော့မလှုပ်တဲ့နာလှုပ်လို့ဒါကြောင့်မို့အပြစ်ရောက်တာလို့ပြောကြတယ်ဒီကောင်လှုပ်တဲ့ရတာနဲ့မလှုပ်လို့ဆိုတာတော့သိမပြောကြဘူးနော်မလှုပ်တဲ့နာလှုပ်ရင်အပြစ်ဖြစ်တယ်လို့ပဲလှုပ်တဲ့နာကိုမလှုပ်ဘဲနေရင်လည်းအပြစ်ပဲတဲ့ပြစ်ဖြစ်တာချင်းတူတူပဲဒါကြောင့်မို့လို့လူဘဝရောက်လာပြီဆိုရင်လူတိုင်းမှာရှောင်ရမှလည်းဆောင်ရမှလုပ်ရမှလည်းမလုပ်ရမှဒီနှစ်ခုပဲရှိတယ်ပေါ့အဲ့ဒီနှစ်ခုကိုမှန်မှန်ကန်ကန်သိပြီးတော့ဘာလုပ်ရမလုပ်တဲ့နာဆိုရှောင်လုပ်တဲ့နာဆိုလုပ်ဒီနှစ်ခုလုပ်လိုက်ရင်ဘဝမှာကျင့်တတ်เสียအနေအထားမျိုးတွေအများကြီးဖြစ်လာမှာလောကလူတွေဒုက္ခရောက်နေတာမလုပ်တဲ့နာတွေလုပ်လို့ဒုက္ခရောက်တာလုပ်တဲ့နာကိုမလုပ်လို့ဒုက္ခရောက်တာချမ်းသာနေကြတဲ့ပုဂ္ဂိုလ်တွေကမလုပ်တဲ့နာကိုရှောင်လို့လုပ်တဲ့နာကိုလုပ်လို့ချမ်းသာနေကြတာလို့ဒီလိုဆိုတာနော်ဒါကဘုန်းကြီးတို့ကအလွတ်ပြောတာမဟုတ်စာတဲ့ပေထဲမှာအမှန်တမ်းမှတ်သားပြကောင်းတယ်မြတ်စွာဘုရားဟောတဲ့ဗိတိကစာပေကိုဖွင့်ဆိုတဲ့အထက်ကရာတီကာကျမ်းနေတဲ့မှာဘာရေးထားတော့ဆိုအကတ္တဗကရဏဝိယကတ္တဗကရဏပိဒေါသောတဲ့ဒေါသောယေဝအကတ္တဗကရဏအကတ္တဗကရဏအကတ္တဗဆိုမလုတ်တဲ့နာကိုကရဏကလှုပ်တာအကတ္တဗကရဏမလုတ်တဲ့နာကိုလှုပ်ခြင်းဟာဘယ်မို့နောက်တစ်ခုက
Katapa Karana, Katapa Akarana. Lodena Malochin ha Akatapa Karana, we are Malodena, Lochin, Tuzwa, Dodo of Jepe. Didn't go to do well, so. Okay. Lodena go Malopen, Nijin, Malodena, Lochin, Tatu Nimiaza, Magonyo Benade. No sorrow. Dajamo Logama, do you look at Laloshin? Go have Belu Luzale, Sura, go Sansipo. Tidi the Nado, my Yasabiaga, Lungamu, Quechabi, or Pukala, so that's alone at Tobio. Now, Meda Buddha Kama Paramona, Davi, Dada, Davi, Pana, Davi, Buddha, Davi, Bogalasa, Tarawa, that's she the book. Boko of your Akuziga, Boko, Surajano, David, the View, Tipoko Yiga, so no. Yaruji, you will let you have Boko Yi, the pure. Boko, Suraj, Tadua Manaya, Boko, you have a come. No? Hello. Boko, so the Bogala, so that alone. Boko, so a competent, no? Boko, yet literal meaning of Korea, Sagaloma, Pobia, David Abaro. Poniri and Galadi Gisadi, the Pogolo, video Sule, David Ponjani. May you look your no? Pogo, so you are accounting your lecamine. Oh, Malo Muera, you look on it. Sarema, no? Edo Pogo, look on it, and going in between it, two seconds alone go up. Poniri and Kissati, Pogolo, so that video Yaso. May you look your ha. Davalo Yora also, the Roman Manaya, may you thought it to a Yarely. Who may do say Ushi the Terra, who shuts up over Joy and Damabe, Kono Laugabe, may you thought ha. Don't love her jam, Quello Mialuda, Maro, no? No, well over me. Have you out? I don't. Dora, Miano, so me, Dora, a bear Dora, the Amiare. That was Abijanga Masura. Sadaro Abaya, Pamatadasa, Nama, Sadaro Abaya, Takakeha, Zrita. Maybe Leoyo, Pawama, Nira, maybe Leoyo, Kudo Yin, Simo in Zavu, Savoni, Simo Kudo Yi, Simo in Zavene. Abio Baneda, don't train needed Bogo for it. A belly abaha, do a net lather and do the go a net lather and do the go a soda, change in Janara Valley. A good yawa being Bedjamaro. Era do it. Do what Yaula being Bedjano, and I go in a belly bonnet to soda. No? Magana loaded before of Janzia Adivesi to the Jora. A Miavino, a Janamari. A hobby, I don't know, but Shipoya, a good load, they are very low day. They are well low, a dinner yawn low day. Shalla we say Melodin and the Lodina Quacha Dime. Tire Melodina, Shawme, Lodina, Lowe, solution. Konaga, and it had a Kurani looking on. Looking down. Kadubama Moody also, Goboma Moody. Go look on low. No? A legend, yes, of Yaga, Logama Shire Ludu. Namu Quabio, Poco, Namu, so be the hotter Shire, the Dodama. Poco Namu Quay Horekama. Namatic Poco. Lutan being Lugan Bogo, 10 million, they suspended the Bogo to Mure. Luro Lure, that along the Ditaza on and on. Lutan G now could you like the Bogo, Mama, 10 million, they suspended the Bogo. Era the Ushi. Eri Bogoria, a 10 days, so they are accounted all. Luro Lure. A look at Nebo do 10 days. Below 10 days, Nalu Tada, Nalura.
အလူခံတဲ့ပုဂ္ဂိုလ်ကိုသူကအထင်သေးမြင်သေးအောက်တန်းလို့ထင်ပြီးတော့ဆက်ဆံငါလူတာစားနေရတာပါဆိုတဲ့ပုံစံမျိုးနဲ့ငါကြွေးထားတာဆိုတဲ့ပုံလောကလူတွေကအဲ့လိုရှိတတ်တယ်လေအဲ့တော့ဘုန်းကြီးတွေကြီးပဲလေမအောင်မေနဲ့ငါကြွေးထားတာဆိုပြီးတော့လေလူတွေကိုအထင်သေးမြင်သေးမလုပ်နဲ့ကိုမိသားစုတွေပဲနင်ငါမွေးထားလို့ငါကြွေးထားတာဆိုအထင်သေးမြင်သေးမလုပ်အောင်မိဘနင့်ကိုငါကြွေးထားတာဟဲ့ငါပြောတာနားထောင်သွားမအော်လေးနဲ့နော်လူဆိုတာသူ့အခွင့်အရေးနဲ့သူရှိတယ်သူပြောတာမှန်ရင်လက်ခံရမယ်တချို့ကြတော့တစ်ဖက်သက်ကြီးလေလက်မခံနင့်နဲ့ငါအရင်သမင်းစားတာလို့ပြောသေးတယ်သမင်းအရင်စားတာနဲ့ဘာဆိုင်လို့ဗိုက်ပြေးတာပဲရှိမှာနော်သမင်းစားတာနဲ့အရင်သမင်းစားတာနဲ့ဘာဆိုင်လဲဟိုပြောလိုက်ပြောတတ်ကြတယ်ပေါ့နော်လူတွေအဲ့တော့မျိုးကြတော့ဓာတ်တော်အဝသနာတိပေးလူပြီးတဲ့နောက်ငါကြွေးထားတာငါ့ကိုဆရာမလုံးနဲ့ငါကြွေးထားတာငါခိုင်းတဲ့အတိုင်းလုပ်ငါပြောတဲ့အတိုင်းလုပ်ဆိုပြီးတော့အဲ့ဒီလိုအပေါ်စီးယူတဲ့လူမျိုးလည်းရှိတယ်အဲ့ဒီလူမျိုးဟာတရားမရှိတဲ့လူပဲလူချင်းတာအပေါ်စီးယူတာမဟုတ်ဘူးဘုန်းကြီးကျောင်းနေသွားပြီးတော့ကျောင်းဆောက်ပြီးတော့ကျောင်းတကာမှာကျောင်းတကာကျောင်းအမဆိုပြီးတော့ဘုန်းကြီးပေါ်လာပြီးတော့အုပ်ချုပ်တဲ့လူမျိုးကလည်းရှိတယ်အဲ့ဒါမျိုးလည်းရှိအတော့ကြောက်ဖို့ကောင်းတယ်အဲ့ဒါမျိုးနော်အေးတခါကြားဘူးတာပြောရမယ်ဆိုဘုန်းကြီးကျောင်းကိုကျောင်းဆောက်ထားပြီးတော့သူတို့လာတဲ့အခါကျတော့အဲ့ဒီကျောင်းကိုသူကနေကြတယ်ဘုန်းကြီးကဒီပြင်ကျောင်းနေဒီမှာဧည့်သည်တွေရှိတယ်ဆိုဧည့်သည်တွေမောင်းချပြီးတော့သူတို့ဆောက်တဲ့ကျောင်းသူတို့ပဲနေမယ်ဆိုပြီးတော့လုပ်တယ်အဲ့တော့ဘုန်းကြီးကလက်မခံတော့စိတ်ဆိုးပြီးအဲ့ဒီကျောင်းမသွားတော့ဘူးလို့ပြောတယ်ဟာဆိုင်လဲကိုလူထားပြီးသားဖြစ်ရမယ်မုဒ္ဒစာဂီဆိုတဲ့သဘောကဘာလို့ဆိုကိုလူတာကိုယ့်အတွက်မဟုတ်ဘူးလေအစတည်းကစဉ်းစားလေကိုလူတဲ့ဟာကမုဒ္ဒစာကလွတ်စွန့်ကြဲပြီးတော့လှူတာဖြစ်ကျောင်းတကာဆိုတဲ့နာမည်ကျောင်းအမဆိုတဲ့နာမည်ကလှူလို့ရတာဟုတ်ပြီလှူတာကိုပဲကိုယ့်ဘာကိုထားကိုလှူလိုက်တာကိုအလှူလေးပဲအာယုံပြုအေးငါလှူထားတာတောင်လုံးမြောက်လုံးမလုံးနဲ့ငါလှူထားတဲ့ကြောင်မထိနဲ့ငါလှူထားတာကိုမောင်းချမယ်ဆိုရင်သူဟာကအုပ်ချုပ်မှုပါနေတာပေါ့ငါအိမ်လို့ဖြစ်မနေဘူးလားဒါမျိုးတွေရှိတတ်လို့ပြောပြလှူပြီးဆိုလို့ရှိရင်အပြတ်လှူရတယ်လာပြီးဘယ်သူ့ကိုလှူတာလဲသာသနာကိုလှူတာဆိုရင်သာသနာဆိုင်တယ်ငါမဆိုင်ဘူးသံဃာလှူတယ်ဆိုရင်သံဃာဆိုင်တယ်ငါမဆိုင်ဘူးရက်ွက်လှူတယ်ဆိုရင်ရက်ွက်ကပဲဆိုင်တယ်ငါလည်းမဆိုင်ကိုလှူထားတာကအပြတ်ပဲကုသိုလ်ရအောင်ပဲရှိရဒီပေါ်မှာတော့အုပ်ချုပ်တာတွေဘာတွေတော့လှုပ်ပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာလိုက်ပဲအဲ့ဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးလို့ပြောတာနော်လှူထားပြီးတော့အထင်သေးမြင်သေးမလုပ်ရဘူးတဲ့ကိုလှူတာအပြတ်ကိုလှူတဲ့အလှူဟာအပြတ်ပဲဖြစ်ရပြက်သားလှူတာဖြစ်ရမယ်ဘာမှနောက်ဆက်တွဲမလုပ်နဲ့လှူပြီဆိုလို့ရှိရင်ပြက်သားအဲ့ဒါလို့ဖြစ်ရဘယ်လိုနေရာကြတော့မပြတ်ရဘူးလို့ဆိုပြက်ရင်တော့ပြင်လေနေတဲ့ပုဂ္ဂိုလ်တွေသွားပြီးမောင်းချုံတယ်ဒီလိုဆိုလို့လားပြက်ရင်တော့ပြင်ငါလှုပ်ထားတာနဲ့ဒီလူတွေကောင်းကောင်းမလုပ်ဘူးလို့ငါလှုပ်ထားတဲ့အလူကိုဖျက်ဆီးကြတယ်ဆိုရင်အကုသိုလ်မယူနဲ့လေကိုလှုပ်တာကိုကုသိုလ်ရပြီးပြီဖြတ်တာကဖြတ်တဲ့လူရဲ့အပြစ်လေဖြတ်တဲ့လူရဲ့အပြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေတာငါဆောက်တာမင်းလှုပ်ထားတဲ့အပြစ်တွေငါလည်းလည်းပေးပါဆိုတာသွားလှုပ်တာမျိုးဖြစ်လှုပ်တဲ့လူကအပြစ်ပဲလေကို့မှာကုသိုလ်တမ်းတမ်းလေးရအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားဓာတ်တော်အဝါသနာတိလှူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လှူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူးလို့ဒီလိုမှတ်သားလှူလိုက်တာနဲ့တပြိုင်နက်ဘာပဲဖြစ်ဖြစ်အလှူကပုဂ္ဂိုလ်တွေအသုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တိုင်းကြသုံးမစိကိုလှူတာဘာမှမထိခိုက်ဘူးအဲ့ကြ
အဲ့ဒီလိုမဟုတ်ဘဲနဲ့ငါလူထားတာကိုလာပြီးလုပ်နေကြတယ်တို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်မှာကောင်းကျိုးချမ်းသာရဖို့သိမရှိဝမ်းသာနေရမှသာရှိရှိတုန်းကဘုရားကြောင်းဆောက်တဲ့တခါကြီးတယောက်ရှိတယ်စိတ်ကောင်းအလွန်ရှိသူเจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ဃာတွေမြို့ထဲဆွမ်းခံကြွားနေတဲ့အချိန်မှာเจ้าကိုမီးတင်ရှို့လိုက်မီးတင်ရှို့တော့เจ้าမီးလောင်တယ်ဆိုတော့เจ้าတခါကြီးပြေးသွားတယ်ပေါ့เจ้าပြေးသွားတဲ့အခါကျမမိတော့เจ้าက7 ပုံ 9 ပုံလောက်ကမီးလောင်သွားတယ်အဲ့တော့เจ้าတခါကြီးကဘာလုပ်လို့ဆိုလက်ပမောင်းခတ်တယ်တဲ့ဝမ်းသာလိုက်တာဝမ်းသာလိုက်တာဆိုပြီးပြောတယ်ဘာဖြစ်လို့ဝမ်းသာလိုက်တာတော့ပြောလို့ငါနောက်တစ်ကြောင်းဆောက်ပြရအောင်ပါဟောအဲ့လိုသာစိတ်ထားတာကြည့်အဲ့လိုစိတ်ထားတာဟာပြက်ပြက်သားသားလှူတာဖြစ်လို့သာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါเจ้าကြီးသွားပါပြီဆိုပြီးတော့ငါเจ้าဆိုတဲ့အစွဲလန်းနဲ့ဆိုရင်တက်တောင်သွားလိုက်အောင်နော်အမလေးငါကုန်ထားတဲ့ငွေတွေလဲတာမဟုတ်ငါเจ้าကြီးတော့ကုန်ပါပြီတော့ဆိုရင်ဒုက္ခတောင်ရောက်သွားတယ်အဲ့လိုမဖြစ်စေရဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိဘူးလို့ပြောရတယ်တရားမရှိဘူးဆိုတာကုသိုလ်ရဖို့နည်းသွားပြီအဲ့ဒီချိန်ကြာဗမာပြည်မှာကျောင်းဆောင်လူပြီးတော့ဘုန်းကြီးနဲ့ရံဖြစ်နေတဲ့ကျောင်းတကာကျောင်းပါလေလည်းရှိတာပဲအဲ့ဒါကောင်းတာမဟုတ်ဘူးမကောင်းဘူးကိုလူတွေကပြက်ပြက်သားသားတခါလဲလှူတဲ့နဲ့ဓမ္မကုသိုလ်ရမယ်အဲ့လိုဆိုလို့လားကျောင်းနဲ့ဘာမှမပတ်သက်ဘုန်းကြီးတို့ငယ်ငယ်ကနေလာတဲ့ကျောင်းမှာဆိုရင်ကျောင်းအမစိတ်ထားအမတမတော်တယ်စိတ်ထားအမတမတော်တယ်သူဘယ်လိုနှလုံးသွင်းလဲဆိုကျောင်းဆောက်ပြီးဘုန်းကြီးတွေလူပြီးပြီကျမတို့နဲ့ဘာမှမသက်ဆိုင်ဘူးဒီလိုပဲပြောလို့ရှိတယ်ပြရလို့တယ်နော်တန်ဃာတွေကိုလူပြီးသားဖြစ်တော့တန်ဃာတွေဘာလို့ကျမတို့နဲ့မဆိုင်တော့ဘူးဟောဒီလိုပဲပြောတာအဲ့ဒါတို့ဖြစ်ရတာနော်အဲ့တော့မျိုးကြတတ္တဝါအဝါဇာနာတိလို့မဖြစ်ဘူးတဲ့ဟောအဲ့ဒါလို့မဖြစ်စေရဘူးဒါတခုနောက်ဒုတိယပုဂ္ဂိုလ်မျိုးကြတော့ဘယ်လိုပုဂ္ဂိုလ်မျိုးတော့ဆိုရင်တံဝါတေနအဝါဇာနာတိတချို့လူတွေကအတုနေတာကြာတဲ့ခါကျတော့အယုသေးနေသွားတယ်တံဝါတေနပေါင်းတင်ဆက်ဆံနဲ့2 နှစ် 3 နှစ်အတူနေလာတဲ့အခါအယောဝင်ရင်အယုသေးတန်တယ်ဆိုတာမျိုးတွေဖြစ်လာအဝေးကလူတွေကတော့ယုသေးလေးစားလိုက်ကြတာသူကြတော့မယုသေးလေးစားမှုမရှိတော့အယောဝင်အယုသေးတန်သွားတယ်ဆိုတာမျိုးရှိတတ်သေးတယ်နော်အဲ့ဒီပုဂ္ဂိုလ်ကြတော့ဘာလို့ဆိုတံဝါတေနအတူနေခြင်းကြောင့်အဝါဇာနာတိထင်သေးမြင်သေးလုပ်တဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်မျိုးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးလဲတရားမရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်အတူနေသည်ဖြစ်စေလေးစားရမယ့်ပုဂ္ဂိုလ်ဆိုတာအတူနေသည့်အတွက်ကြောင့်မလေးစားရဘူးလို့ပြောရတာမဟုတ်ဘူးအတူနေရင်ပို့လေးစားရဒီလိုဆိုလိုတာပေါ့အတူနေရင်လည်းလေးစားရမှာပဲဖြစ်တယ်တချို့ကြတော့အတူနေခြင်းကိုအကြောင်းပြုပြီးတော့လေးလေးစားစားဆက်ဆံမှုမရှိတော့ဘူးတဲ့အဲ့ဒါလေအတူနေပြီးတော့အထင်သေးမြင်သေးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်နော်ဒါကဒုတိယမြောက်ပုဂ္ဂိုလ်တတိယမြောက်ပုဂ္ဂိုလ်ကြတော့ဘာလို့ဆိုအာဒေယမုခောအာဒေယမုခောဆိုအဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့ဆိုသူများကနေပြီးတော့နော်ဒီပုဂ္ဂိုလ်တယောက်ကနေပြီးတော့တခြားပုဂ္ဂိုလ်တယောက်ရဲ့ချီးမွမ်းစကားကိုပြောတာပဲဖြစ်စေကဲ့ရဲ့စကားကိုပြောတာပဲဖြစ်စေအလွယ်တကူမှတ်ယူပြီးတော့ထားတတ်တဲ့ပုဂ္ဂိုလ်မျိုးပေါ့ဘယ်သူကလာပြောချီးမွမ်းရင်လည်းအယမ်းယုံလိုက်တာပဲကဲ့ရဲ့ရင်လည်းအယမ်းယုံလိုက်တာအဲ့ဒီပုဂ္ဂိုလ်မျိုးကလည်းလောကမှာအလွန်များတယ်လေသူများပြောတဲ့ဟာနဲ့ဘယ်သူကတော့ဘယ်လိုလဲဆိုလို့ရှိရင်ဟောလက်ခံလိုက်ဘယ်သူကတော့ဘယ်လိုတော်တာလဲဆိုလို့ရှိရင်လည်းလက်ခံလိုက်ပြန်မယ်အေးဘယ်လိုတော်တာလဲဆိုတဲ့နေရာမှာတကယ်တော်တာဟုတ်ကဲ့လားလို့
စဉ်းစားမှုမရှိတော့တစုံတစ်ယောက်ကနေကဲရဲ့ရှုပ်ကြပြီးအပြစ်တွေပြောသွားလို့ရှိရင်လေသူပြောတဲ့အတိုင်းတကယ်အပြစ်ရှိတာဟုတ်ကဲ့လားဒီလိုသာရှိရမယ်လေအမှန်တိုင်းကအပြောနဲ့လက်ခံလွယ်တဲ့ပုဂ္ဂိုလ်မျိုးဟာအာဒေယမုခလွယ်လွယ်ကူကူနဲ့ပြောလိုက်တဲ့စကားကိုလက်ခံမှတ်ယူတဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲလူတော်လူကောင်းမဟုတ်ဘူးတရားရှိတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဒါလည်းသိတတိထားဖို့ကောင်းတာလေကိုယ်စီမှာလာပြီးတော့ချီးမွမ်းပြောကြရင်လည်းပြောကြတဲ့အတိုင်းအကုန်လက်ခံရတာမဟုတ်ဘူးကိုယ်တိုင်သိအောင်လုပ်ရရှင်းတော့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဂုဏ်သတင်းဟာအလွန်ကြီးတယ်ဘုရားတော်ကတော့အလွန်ကြီးတဲ့ပုဂ္ဂိုလ်စီကိုပညာတတ်ဗြဟ္မာယုဆိုတဲ့ပုံသားကြီးကသူကလည်းကဘာမှာသူ့ဒေသသူ့ဧရိယာမှာအလွန်နာမည်ကြီးတဲ့ဆရာကြီးသူတပည့်တွေကြောင့်များစွာနဲ့နေတာမြတ်စွာဘုရားဂုဏ်သတင်းတွေအလွန်ကြီးတယ်အလွန်ကြီးတဲ့ဂုဏ်သတင်းကိုမစူးစမ်းမဆင်ခြင်မဲနဲ့ဘုရားစီသွားပြီးတော့ဒီဂုဏ်သတင်းကြီးလို့ဆိုပြီးတော့သွားပြီးကြောတာမျိုးမလုပ်ဘူးသူကဘာလုပ်လဲသူ့တပည့်တယောက်ကိုလွတ်လိုက်တယ်ကြော်တဲ့အတိုင်းဟုတ်ကဲ့လားနော်ဘုရားကိုတော့စုံစမ်းတာနော်အဲ့လိုဖြစ်ရကြော်တဲ့အတိုင်းဟုတ်ကဲ့တချို့ကြော်တော့ကြော်တယ်မတော်တာတွေအများကြီးရှိတယ်ကြော်ညာလို့ကြော်တာလည်းရှိတယ်လေကြော်အောင်ညာလို့ရှိရင်လည်းကြော်တတ်တယ်နော်ကြော်ညာဆိုတဲ့အခေါ်သိတယ်ခေါ့လားဘာတယ်တော့ကြော်အောင်ညာတယ်ဆိုတာနောက်ကညာပါတယ်နော်အဲ့ဒါတတိထားကြော်အောင်ညာမှကြော်ညာတယ်ဖြစ်သွားတတ်တယ်အဲ့တော့စဉ်းစားကြည့်ဖို့ရအဲ့ဒီလိုပညာရှိပုဂ္ဂိုလ်ကြီးတွေဟာမရသော်ဘုရားလိုပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းတောင်မှပဲအလွယ်တကူလက်မခံဘူးသူတစ်ပည့်တယောက်ကိုဆေလွတ်တယ်ယဟန်ဂေါရမသိနာမည်ကြီးတယ်သွားပြီးတော့မေလေးလာတာဘာတွေလေးလာသူ့ရဲ့ရုပ်လက္ခဏာကိုရင်အကဲခတ်လူဆိုတာရုပ်ရည်ပေါ်မှာတော်တော်များများပြတယ်အင်္ဂရုပ်ကောင်းသလားမကောင်းဘူးလားဆိုတာရှေးလူကြီးတွေဒါအကဲခတ်တယ်နော်လူဟာဒီလူရဲ့အတွင်းစိတ်ဟာမျက်နှာရိပ်ပေါ်မှာပေါ်နေတတ်တယ်ကြည့်တတ်တဲ့လူမှာပေါ်တယ်ပေါ့မကြည့်တတ်ရင်တော့မပေါ်ကြည့်တတ်လို့ရှိရင်လူရဲ့မျက်နှာမှာအတွင်းစိတ်တွေကပေါ်နေတတ်တယ်အဲ့ဒါကြောင့်မလို့ဘုရားတော်လွယ်ကူလက်ခံတာမဟုတ်ဘူးသူတပည့်သွားပြီးမင်းအင်္ဂရုပ်တွေကိုသွားကြည့်ပြီးတော့ကြော်တဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားကြော်တိုက်လို့ကြော်တာဟုတ်ကဲ့လားသွားကြည့်တာသူတပည့်ကဥဒ္ဒကလူလင်ဆိုတာမြတ်စွာဘုရားကြောင်သွားနေတာ9 လကြာလေးလဆန်းစစ်ပြီးတော့နေတာနော်9 လကြာပြီထီအောင်လေးလဆန်းစစ်ဘုရားရဲ့အရေးပမာကပ္ပိယလိုပဲနောက်ကအမြဲလိုက်ဆွမ်းသာသွားလဲလိုက်တယ်တရားဟောသွားလဲလိုက်တယ်အကုန်လုံးအဲ့လိုလိုက်ပြီးတော့မြတ်စွာဘုရားရဲ့အပြောဆိုအနေထိုင်အကုန်လုံးလိုက်ပြီးတော့ကဲခတ်တယ်9 လကြာတဲ့အခါမှာသူ့ဆရာကြီးစီမှာရပုတ်အစီရင်ခံစာပေးတယ်ကြော်တဲ့အတိုင်းဟုတ်ပါလေဆိုကြောင်းအဲ့ဒီကျမှဗြဟ္မာယုပုံနာကြီးဆိုတာအသက်120ရှိအဲ့ကြတော့မှဘုရားကိုတလေးတစားကြော်တဲ့အတိုင်းဟုတ်ပါပြီလေဆိုပြီးတော့ဘုရားစီလာဘုရားစီသူဝင်လာလိုက်တာနဲ့ပရိသတ်ကလှုပ်သွားတယ်ဆိုတာဘုရားနာနေတဲ့ပရိသတ်တွေကတော့မှဗြဟ္မာယုပုံနာကြီးတဲ့ဆိုတဲ့အခါလူတွေကဝေါနဲ့ဖြစ်သွားတာဒါလှုပ်သွားတယ်လို့ခေါ်တယ်ပရိသတ်တွေအားလုံးကနေပြီးတော့သူ့ကိုကြည့်မြင်ရတယ်အဲ့ဒါလို့ပရိသတ်တောင်လှုပ်သွားနိုင်လောက်အောင်စွန့်ရည်တတ်တယ်ရှိတယ်သူလာတာနဲ့အားလုံးကနေအလေးပေးခြင်းရတယ်ယုံသေးကြတယ်အဲ့ဒီအချိန်မှာသူကဘာပြောတော့ဆိုကိုနေရာကိုနေကြပါဆိုပြီးတော့ပြောပြီးတော့မြတ်စွာဘုရားကိုတယုတတိဘုရားနာထီအောင်သွားပြီးတော့မြတ်စွာဘုရားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့တိုက်ပြီးတော့ရှ िख ိုးပြီးတပည့်တော်ဟာဗြဟ္မာယုပုံနာပါဗျာဗြဟ္မာယုပါဆိုပြီးတော့ဘုရားလျှောက်ဟောအဲ့ဒီပုဂ္ဂိုလ်ကြည့်ဘုရားတော်မှာလေးလာပြီးမှလက်ခံတာအဲ့ဒါလို့မလေးလာပဲနဲ့လက်ခံတာကိုအာဒေယမုခောလို့ခေါ်တယ်ယုံလွယ်တဲ့ပုဂ္ဂိုလ်အပြစ်ပြောလို့ရှိရင်လည်းလက်ခံလိုက်တယ်ဂုံချီးမွမ်းစကားပြောရင်လည်းလက်ခံလိုက်တယ်
အဲ့ဒီပုဂ္ဂိုလ်မျိုးကအမှန်သိနိုင်မှာမဟုတ်ဘူးတဲ့သူများပြောတာလေးနဲ့ယုံနေတဲ့ပုဂ္ဂိုလ်မျိုးဆိုလို့တယ်နော်အဲ့ဒါမျိုးမဖြစ်စေရဘူးတဲ့လောကမှာဂုဏ်သတင်းကြီးတယ်ဆိုရင်လည်းသေချာလေ့လာတရားရောက်ကနေပြီးတော့ဟာဒီပုဂ္ဂိုလ်ကဘလို့ဆိုးတာဘယ်လိုမကောင်းတာဘာတွေလုပ်နေတာဆိုရင်ဟုတ်တယ်လို့လက်မခံနိုင်နဲ့အောင်ဟုတ်မဟုတ်ကိုယ်တိုင်ဆုံးတာစဉ်းစားစူးစမ်းဆင်ခြင်ဟုတ်တယ်ဆိုမှလည်းတခါတရံကျတော့တချို့ကမလိုမုန်းထားလို့ပြောတာတွေရှိသေးတယ်လေအဲ့တော့ကိုယ်ပါအကုသိုလ်အစ်စ်ပါသွားနိုင်တယ်ဒီပုဂ္ဂိုလ်မကောင်းဘူးဆိုတာသူ့မှာမကောင်းဘူးလို့ပြောရခြင်းအကြောင်းဘာရှိတယ်လဲကိုယ်ကစဉ်းစားအဲ့ဒါမျိုးတွေဟာလောကမှာပြဿနာဖြစ်တတ်တယ်တခြားလူပြောတဲ့စကားပေါ်မှာမူတည်ပြီးတော့ဘာတစ်ခုမှမဆုံးဖြတ်ထိုက်ဘူးတဲ့အဲ့ဒါလို့ဆုံးဖြတ်ထိုက်ပုဂ္ဂိုလ်ဟာသူများစကားနဲ့ယုံလွယ်တဲ့ပုဂ္ဂိုလ်အကောင်းပြောလဲယုံလွယ်တယ်အဆိုးပြောလဲယုံလွယ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကအလေးအညာခံတတ်တယ်လို့ဆိုလိုတာပေါ့နော်အဲ့ဒါသတိထားရတယ်ဟောအများကြီးသတိထားရတယ်အဲ့ဒါဗမာပြည်ကလူတွေကတော့ဘာလေးဖြစ်ဖြစ်ယုံလွယ်တဲ့လူတော်တော်များတယ်ယုံလွယ်လို့ရှိရင်ဘာလေးလုံနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ထင်တာပဲအဲ့ဒါဟာအားနည်းမှုလို့ခေါ်တယ်ဘာအားနည်းတာတော့လို့ဆိုအသိပညာအားနည်းတယ်လို့သိပညာအားနည်းလို့ရှိရင်ဖြစ်နိုင်၏မဖြစ်နိုင်၏ကိုမကြည့်ဖြစ်နိုင်တာမဖြစ်နိုင်တာတွေလက်တွေ့ကြတာမကြတာတွေဘာတစ်ခုမှမစဉ်းစားဘူးရေကြီးတဲ့မှာငကားရှိတယ်ဆိုလဲယုံမှာပဲလေနော်လူတွေကယုံနေကြတာပြောပါလေမင်းတို့မင်းကြီးတောင်အလိမ်မိသွားသေးတယ်ကြားဘူးလားမန္တလေးမြို့နေပြီးတော့မင်းတို့မင်းကြီးတောင်တက်လိမ်နေလို့ရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်သတိထားငကားပါလာရင်သတိထားမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ်နန်းတော်တယ်မောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့လူကတနေ့ဘယင်ကိုတက်လိမ်တာသူကငကားမင်းကြီးကလွတ်လိုက်လို့ဘောဂဝတိငကားပြေကလာတယ်ငကားမင်းရဲ့တမန်ပါလို့ပြောဘယ်နေ့ဘယ်ရက်ဟာရှင်မင်းကြီးကိုငကားကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီချိန်ကျရင်အဲ့ဒီကံထဲကနေပြီးတော့ငကားမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြောက်ပါလိမ့်မယ်ဆိုတော့ဘယင်ကြီးကလည်းဖူးမြော်ခံနေတာပေါ့နော်အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောအားလုံးကလည်းငကားလာမယ်ဆိုဟုတ်ထင်냐အဲ့တော့ဟုတ်ထင်တာခုမှမဟုတ်ရင်တော့လည်းထင်လာလေကြတာနော်အဲ့ဒါတွေသတိထားဖို့သိလို့ရတယ်ပေါ့နော်လက်တွေ့မကြတာတွေယုံလွယ်တာမကောင်းဘူးပေါ့အဲ့နေ့ရောက်လာပြီဆိုတဲ့အခါကျတော့မောင်ရဲဆိုတဲ့လူလိန်ကဘာပြောတော့ဆိုလို့ရှိရင်သူကမှန်ပါဗျာငကားမင်းကြီးကတော့ရောက်လာတော့မှာပါဘုံရှိတဲ့ပုဂ္ဂိုလ်များသာသူ့ကိုမြင်ရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကငါမမြင်ဘူးလို့ပြောရင်သူဘုံမရှိမှရောက်တော့နောက်ဆုံးတော့မြင်လိုက်ရတာပေါ့ဟာဟုတ်တယ်ငါကြီးနော်အလင်းခံရတယ်လို့ခေါ်တာမမြင်ရလဲမြင်ရတယ်ပြောတော့ဘုံရှိတဲ့ပုဂ္ဂိုလ်မှမြင်ရပါတယ်ဗျာဆိုတော့မမြင်ရဘူးဆိုသူဘုံမရှိရရောက်သွားလိမ့်မယ်လေကျန်တဲ့လူတွေကတော့ကိစ္စမရှိဘူးဘုံမရှိလို့သူတို့မမြင်တာတော့လိန်နာညာတာကိုသတိထားဖို့မတ္တမရေးကြည့်တယ်လောကကြီးထဲမှာနေတာဒုစရလူတွေကတော်တော်များများကတော့အလိန်ခံရင်လို့စောင့်နေတဲ့လူတွေများပါတယ်လိန်မဲ့လူပဲမျောနေတယ်လိန်မဲ့လူကလိန်နာလိန်တရားလူတွေကအစင်းနဲ့ပဲရှုံဖို့အစင်းနဲ့အဲ့ဒါလို့ဖြစ်ဒါကြောင့်မလို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်ပြောတာပဲဖြစ်ဖြစ်အဆိုးပြောတာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်လုပ်အလွယ်တကူနဲ့ယုံကြည်မှုဟာမကောင်းဘူးမန္တလေးမြို့ကြီးဒီဘောမင်းပါတော်မူသွားတာဆိုတာကိုလည်းပဲကြားဖို့ရတယ်မလားရာဇဝင်စကားတွေမှာအဆိုလေးတော့ရှိတယ်ဥကောင်းလိန်ထုတ်ဒီဘောပြုတ်တယ်ဥကောင်းလေထုတ်ဒီဘောပြုတ်ဆိုတာ
ကျုံမင်းကြီးဥကောင်းကနေပြီးတော့လိန်ပြီးတော့ကလားလက်အပ်လိုက်တယ်လို့ဒီလိုပြောတယ်တကယ်ကတော့မဟုတ်ဘူးဥကောင်းလိန်တာမဟုတ်ဘူးအင်္ဂလိပ်ကလိန်တာအင်္ဂလိပ်လိန်တာကိုဥကောင်းကလည်းယုံမယ်အလိန်ခံရတယ်လို့သာမှတ်ဖြစ်တော့ဒါဖြင့်ဥကောင်းလိန်ထုတ်ဆိုတဲ့စကားလုံးကဘာပြောတာလဲဆိုတော့ဥဆိုတာတစ်ကဏ္ဍမယ်ကောင်းကနှစ်ကဏ္ဍလိန်ဆိုတာကဘုရုဆိုလေးကဏ္ဍထုတ်ဆိုတာခုနှစ်ကဏ္ဍပေါင်းလိုက်တဲ့အခါကျတော့ဘာလဲတော့1240ခွန်ဒီဘောမင်းပါသွားတဲ့ခုနှစ်လေညမတက္ကရာ1240ခုနှစ်ကအဲ့ဒါဥကောင်းလိန်ထုတ်ပြီးပေါ်ပြုတ်ပဲနော်အဲ့ဒါလို့ဆိုလိုတာကနေပြီးတော့ဟိုဥကောင်းလိန်နဲ့ထင်းနေအမှန်ကဥကောင်းလိန်တာမဟုတ်ဘူးဥကောင်းကိုအင်္ဂလိပ်ကလိန်သွားတာဘယ်လိုကြောင့်လိန်တာတော့ဆိုမော်လမြိုင်ဘက်မှာရှိတဲ့ဒီရောင်ရမင်းသားလားပဲမင်းသားလားမသိဘူးမင်းတို့မင်းကြီးရဲ့သားတွေရှိတယ်နော်အဲ့ဒီမင်းသားနဲ့ရုပ်တူတဲ့လူတယောက်ကိုသင်္ဘောပေါ်မှာမင်းသားဝတ်နဲ့တင်လာပြီးတော့ဒီဘောမင်းအစာအဲ့ဒီမင်းသားကိုနမ်းအပ်မယ်ဆိုပြီးတော့လိမ့်လာပြီးတော့နမ်းမှအခုအဲ့ဒီအဖြစ်ပြက်ကလေးတွေဘောဓိတရှိအောင်ဖတ်ကြည့်ပေါ့မန်းလေးရာသွင်းကိုမန်းလေးနေရင်မန်းလေးရာသွင်းသိရတယ်နော်လိန်ထုတ်သွားအောင်မလို့ကြအဲ့တော့အဲ့ဒီလူဟာတွေရှိတယ်ဒါကြောင့်မို့အာထေယမုခောဆိုတာယုံလွယ်တဲ့လူလို့ဆိုလို့တယ်နော်ယုံလွယ်တဲ့လိန်လို့ရဘာဖြစ်ခေါင်းထဲမှာဆွဲအောင်မှတ်လိုက်တယ်မဟုတ်တာပြောလဲအေးသူပြောတာဟုတ်တယ်ကောင်းတာပြောလဲအေးသူပြောတဲ့အတိုင်းဟုတ်တယ်ဆိုပြီးတော့လိန်နာညာတာကိုအလွယ်တကူမှတ်ယူတတ်တဲ့ပုဂ္ဂိုလ်မျိုးဟာအာထေယမုခောတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲအမှန်တရားကင်းတဲ့ပုဂ္ဂိုလ်တရားမရှိတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးလည်းမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်မဖြစ်သင့်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးနောက်တစ်ခုကတော့ဘာတော့ဆိုလို့ရှိရင်နံပါတ်4မြတ်စွာဘုရားကပုဂ္ဂိုလ်9ယောက်ခွဲဟောတာနံပါတ်4ကျတော့လောလမတည်ငြိမ်တဲ့ပုဂ္ဂိုလ်တည်ငြိမ်မှုမရှိဘူးတည်တည်တတ်တတ်မရှိတဲ့ပုဂ္ဂိုလ်မျိုးစာပေကျမ်းကမှာရှင်းတော့ကဆရာတော်ကြီးတွေကဘယ်လိုဘာသာပြန်ခဲ့တော့လောလဆိုတာလျက်ပေါ်လောလီတဲ့အဲ့ဒီအသုံးကိုသုံးရတယ်လျက်ပေါ်တယ်လောလီတယ်လျက်ပေါ်တယ်လောလီတယ်ဆိုတဲ့အဓိပ္ပာယ်ကမတည်ငြိမ်ဘူးဘယ်အရာမှအတိတ်တခြားလုံးလို့မရှိဘူးတည်ငြိမ်မှုမရှိတဲ့လူတယောက်တည်တတ်မှုမရှိတဲ့ပုဂ္ဂိုလ်တယောက်လို့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိတဲ့ပုဂ္ဂိုလ်မျိုးပဲလူညံ့မယ်သူလိုလူစားဟာကောင်းတဲ့လူသားမဟုတ်ဘူးလို့ဒီလိုဆိုလို့နော်အဲ့တော့မြတ်စွာဘုရားကလောလီတယ်ဆိုတဲ့ဒီလောလဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာမတည်ငြိမ်တဲ့ပုဂ္ဂိုလ်မတည်ကြည်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတော့လို့ဆိုတော့သူကဣတ္တရတတ္ထောယုံကြည်မှုကလည်းအချိန်တိုတောင်းတယ်စိတ်ထဲမှာဘုရားတရားကိုယ်ဝယ်တယ်ယုံကြည်တယ်ဆိုခဏပဲဓမ္မယုံလာဘုရားတက်တယ်ဘုရားရှိခိုးတယ်ဆိုတရက်နှစ်ရက်ပဲဒါပဲနောက်ထပ်မလာတော့ဟိုယုံကြည်မှုကမစွဲမြဲဘူးလို့ပြောတယ်စွဲမြဲလောက်တာမဟုတ်ဘူးအခုဒီကိုတော့ကြည်ညိုလိုက်တော့ကြဟိုကိုတော့ကြည်ညိုလိုက်တော့ကြဟိုကိုတော့ကြည်ညိုလိုက်ဘုန်းကြီးကြည်ညိုတာလည်းဒီတိုင်းပဲဘယ်မှတည်တည်ငြိမ်ငြိမ်မရှိဘူးလို့ဆိုလိုတယ်အဆိုးအကောင်းဆိုးအကြောင်းကျိုးလဲခိုင်ခိုင်မာမာဆုံးဖြတ်နိုင်စွာမရှိတော့လျှောက်ပြီးတော့ပြောင်းလဲနေတတ်တဲ့ပုဂ္ဂိုလ်မျိုးဣတ္တရတတ္တောယုံကြည်ချက်ကတူတောင်းတဲ့ပုဂ္ဂိုလ်မျိုးဟာတဲ့လော်လီတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ရမယ်နောက်တစ်ခုကျတော့ဘာလို့ဆိုရင်ဣတ္တရဗတ္တိဆိုတာကိုယ်ွယ်မှုနဲ့ပတ်သက်ပြီးတော့လည်းမတည်ငြိမ်ဘူးအခုဗုဒ္ဓဘာသာဖြစ်လိုက်တော်ကြာခရစ်ယာန်ဖြစ်လိုက်တော်ကြာဘာသာဝင်ဖြစ်လိုက်လေကိုယ်ွယ်မှုကအခုအရှင်ကြီးကိုယ်ွယ်လိုက်တော်ကြာကိုကြီးကျော်ကိုယ်ွယ်လိုက်ပေါ့နော်အဲ့ဒါလို့ပေါ့မတည်ငြိမ်ဘူးလို့ဆိုလို့ပဲဣတ္တရဗတ္တိသူကိုယ်ွယ်ရင်လည်းခဏပဲဘယ်တော့မှတည်တည်ငြိမ်ငြိမ်မရှိဘူးအဲ့ဒါကိုလောလလျက်ပေါ်လောလီတယ်လို့ခေါ်တယ်ဘာသာတရားတွေဆိုလဲဟိုကိုယ်ွယ်လိုက်ဒီကိုယ်ွယ်လိုက်အဲ့လို
နောက်တစ်ခုကတော့ဣတ္တရပေမောမိတ်ဆွေချင်းတွေ့ကြတဲ့အခါမှာလေသူကတကယ်ချင်းဆိုပြီးတော့တကယ်ချင်းအနေနဲ့ချစ်ခင်မှုကလည်းခဏပဲတဲ့သူကတွေ့တော့လေးနော်အဲ့လိုလူမျိုးခေါ်တာဒီပါရဲ့အားတော့ကွယ်ရင်မိတ်သိတွေ့သေးအောင်လွမ်းဆိုပုဂ္ဂိုလ်မျိုးနဲ့တူတယ်နော်ကွယ်မိတ်တွေ့သေးအောင်လားဆိုပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဒီမိတ်ဆွေချင်းဆိုလို့ရှိရင်ခဏဒီလူနဲ့တွဲတယ်နောက်ကြတော့မတွဲတော့လမ်းတွေ့တာတောင်နှုတ်ဆက်ချင်မှနှုတ်ဆက်တော့လားမသိကြအောင်ဆောင်သွားဣတ္တရပေမောလို့တကယ်ချင်းပေါင်းသင်းဆိုဘယ်တော့မှဆိုခင်ခင်မင်းမင်းဒီလိုဟာမျိုးမရှိဘူးသူခင်ခင်မင်းမင်းရှိတဲ့အချိန်ချောင်းပေါက်အောင်လာတယ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီလမ်းဟာတခါတည်းသူမလာသေးတဲ့အတွက်ကြောင့်ပေါင်းမြတ်တွေထားနေသည်ကြောင်မလာပဲနေတာချောင်းပေါက်အောင်လာတဲ့လမ်းမိပဲလို့သူလာကျမလာတော့တာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာဘာကြောင်းကြောင့်မှမဟုတ်ပဲနဲ့ဣတ္တရပေမောအမှန်တမ်းတူတောင်းတဲ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါကိုလက်ပေါ်လုံးလေးနော်အိမ်တော်ခဏခဏပြောင်းတဲ့ပုဂ္ဂိုလ်တွေလည်းပါတော့တယ်ဣတ္တရပေမောဆိုနော်အဲ့ဒီလိုဟာမျိုးတွေရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဣတ္တရပတာတော်စိတ်ကြည်နူးမှုစိတ်ကြည်တယ်ဆိုတာလည်းခဏပဲကြည်တဲ့အချိန်နဲ့မကြည်တဲ့အချိန်မကြည်တဲ့အချိန်ကများနေတတ်တယ်သူစိတ်ကောင်းရှိရင်တော့ကြည်ပြီးစကားတွေကိုပြောလိုက်တာမကြည်ဘူးဆိုရင်မှုံတုံပြီးတော့နေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကလည်းလောကကြီးမှာရှိသေးတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုလောလလို့ခေါ်တယ်မတည်ငြိမ်ဘူးအကောင်းလည်းမတည်ငြိမ်ဘူးအဆိုးလည်းမတည်ငြိမ်ဘယ်အရာပဲဖြစ်ဖြစ်တည်ငြိမ်တဲ့အနေအထားမရှိဘူးအကောင်းဘက်ကအခုမတည်ငြိမ်တာတွေကိုဖော်ပြထားတာနော်အဲ့ဒီပုဂ္ဂိုလ်မျိုးလောလတရားပေါ်လော်လီတဲ့ပုဂ္ဂိုလ်မျိုးဒီလိုပုဂ္ဂိုလ်မျိုးကလည်းလောကမှာရှိသေးတယ်တဲ့အဲ့လိုလူသားမျိုးကလည်းပဲတရားမရှိတဲ့လူမျိုးပဲဖြစ်မယ်ဒီလိုပြောတာနော်ဟောနောက်ဆုံးတစ်ယောက်ကြတော့ဘယ်လိုတော့ဆိုလို့ရှိရင်ဒါပို့အရေးကြီးတဲ့ပုဂ္ဂိုလ်တယောက်နောက်ဆုံးပုဂ္ဂိုလ်တယောက်ကြတော့ဒီကမန္တောမောမှုဟောတဲ့မန္တဆိုတာပညာဉာဏ်ထိုင်းမိုင်းတယ်နှုတ်နေတယ်ဉာဏ်လေးတယ်မောမှုဟာတွေးဝေးတယ်ဉာဏ်ထိုင်းပြီးတော့တွေးဝေတဲ့ပုဂ္ဂိုလ်ဆိုတာအသိဉာဏ်အားနည်းတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးလို့ဆိုတော့ဒါကုသိုလ်လားဒါအကုသိုလ်လားဆိုတာမသိဘူးတဲ့ကုသိုလ်အကုသိုလ်ဆိုတာမသိဘူးသူမှာနောက်တစ်ခုကအပြစ်ရှိသလားအပြစ်ကင်းသလားဆိုတာဒါကိုလည်းမသိဘူးတဲ့အပြစ်ရှိသလားအပြစ်ကင်းသလားလည်းမသိဘူးဒီလိုပုဂ္ဂိုလ်မျိုးပေါ့နော်နောက်တစ်ခုကတော့အကောင်းလားအဆိုးလားဆိုတာလည်းမသိဘူးအဖြူအမဲလည်းမသိဘူးအဖြူမဲဆိုတာမလုံးသင့်တာနဲ့လုံးသင့်တာကိုပြောတာနော်ခုနပြောရတဲ့မလုံးသင့်တာနဲ့လုံးသင့်တာကိုမသိဘူးဒီပုဂ္ဂိုလ်ဥပမာမိဘနဲ့ပတ်သက်ပြီးတော့စော်ကားတာမလုံးသင့်ဘူးမိဘကိုပြစ်မထားသင့်ဘူးမိဘကိုကြွေးမွေးသင့်တယ်ဆိုတာအဲ့ဒါကိုသူမသိဘူးမိဘဆိုတာပြန်ပြီးတော့မအော်ရဘူးဆိုတာလည်းသူမသိဘူးနော်အဲ့ဒါလို့လုံးသင့်တာနဲ့မလုံးသင့်တာရက်ွက်တစ်ခုကနေတယ်ဆိုလို့ရှိရင်လေရက်ွက်အများကောင်းကျိုးလုံးသင့်တယ်ဆိုလုံးရမလုံးသင့်တာကြောင့်မလုံးနဲ့လုံးသင့်တာလုံးရကိုယ်ပတ်ဝန်းကျင်ကိုယ်အတိုင်းဝိုင်းထဲမှာကိုယ်လုံးသင့်တာနဲ့မလုံးသင့်တာဆိုတာချင်းချင်းပြီးတော့လုံးသင့်တာတွေကိုလုံးရကုသိုလ်အကုသိုလ်သိရမယ်အရေးကြီးဆုံးကတော့ကုသိုလ်အကုသိုလ်အလုံးသိကြတဲ့အတိုင်းသူများအသက်တတ်တာအကုသိုလ်သူများဥစ္စာခိုးတာအကုသိုလ်သူတော်ဘာသားများပြစ်မှားတာအကုသိုလ်အဲ့ဒီသုံးမျိုးကရှောင်တာကုသိုလ်ဒါကုသိုလ်အကုသိုလ်သိတယ်လွယ်လွယ်ပြောလို့ရှိရင်လိန်ပြောတာအကုသိုလ်ဂုံးတိုက်တာအကုသိုလ်ဆဲတာရေးတာအကုသိုလ်အကျိုးမရှိတဲ့စကားတွေပြောတာကအကုသိုလ်မှန်ကန်စွာပြောတယ်ညီညွတ်အောင်ဟောပြောပေးတယ်
ရှင်ကျေးလိမ္မာစွာပြောတယ်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့စကားမျိုးတွေကိုသာပြောတယ်အဖြစ်စကားတွေကိုမပြောဘူးဆိုရင်ဟောတာကုသိုလ်ဒုစရိုက်နဲ့ပြောတာနော်နောက်တစ်ခုကသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့တွေးကြံတာတစ်ဖက်သားတစ်ယောက်ကိုပြက်လို့ပျက်စီးဒီလူပျက်စီးသွားရင်ကောင်းပါပဲဒီလူထောင်ကျသွားရင်ကောင်းပါပဲဒီလူနလန်းမထူနိုင်ရင်ကောင်းပါပဲဆိုပြီးတော့အဲ့ဒီပုဂ္ဂိုလ်တယောက်ရဲ့ပျက်စီးမှုကိုကြံတွေးတဲ့ဒေါသဖြာပါဒနောက်တစ်ခါကံရဲ့အကျိုးကိုညှင်းပယ်တဲ့ကံရဲ့အကျိုးကိုညှင်းပယ်တဲ့နတ္ထိကဒိဋ္ဌိမှားရတဲ့အမြင်အဲ့ဒီသုံးခုဟာအကုသိုလ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဘယ်တော့မှမရှိဘူးသူများပစ္စည်းဟာသူများပစ္စည်းပဲလူတယောက်ပေါ်မှာစိတ်ဆိုးခြင်းဆုံးမယ်သို့တော်ဒီလူသေသွားပါစေဆိုတဲ့အတွေ့မရှိဘူးပျက်စီးပါစေဒုက္ခရောက်ပါစေဆိုတဲ့အတွေ့မရှိဘူးမေတ္တာထားနိုင်တယ်ကံတရားရဲ့အကျိုးတရားတွေကိုလက်ခံတယ်ဟောအဋ္ဌိကဒိဋ္ဌိကံရဲ့အကျိုးကိုလက်ခံတယ်အဲ့ဒါကကုသိုလ်လို့ခေါ်တယ်ဒါအချမ်းမြင်အပြင်ပြောမယ်ဆိုရင်ကုသိုလ်အကုသိုလ်ကိုအဲ့လိုမှတ်ရအောင်ဟောနောက်တစ်ခုအခြေခံနဲ့ပြောမယ်ဆိုရင်လောဘသည်အကုသိုလ်အလောဘသည်ကုသိုလ်ဒေါသသည်အကုသိုလ်အဒေါသဆိုတဲ့မေတ္တာသည်ကုသိုလ်မောဟသည်အကုသိုလ်အမောဟသည်ကုသိုလ်လို့ဟောကုသိုလ်အကုသိုလ်သိရအဲ့ဒါလောက်လေးမှမသိဘူးဆိုလို့ရှိရင်အခုနံပါတ်5အမျိုးအစားဖြစ်တဲ့မန္တဉာဏ်ထိုင်းတဲ့ပုဂ္ဂိုလ်မောမှုဟာတွေ့ဝေတဲ့ပုဂ္ဂိုလ်မျိုးဆိုတာမျိုးဖြစ်နေတယ်အဲ့ဒါလို့လူစားမျိုးဟာလူသားဖြစ်ပေမဲ့လို့အမြဲတမ်းတန်ဖိုးနေတဲ့လူသားမျိုးဖြစ်တတ်တယ်အဲ့လိုလူသားမျိုးဟာတရားမသိဘူးတဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုမန္တတို့မောမှုဟာတို့မဖြစ်ဖို့ရအတွက်ရက်ွက်တွေမှာတရားဝဲကျင်းပရတယ်တရားနာရတယ်တရားနာပြီးတော့ဆင်ခြင်စဉ်းစားရတယ်တရားစာအုပ်တွေဖတ်ရတယ်ဆရာတော်သမတော်တွေစီချင်းကပ်ပြီးတော့မသိတာတွေမေးမြန်းတယ်လေ့လာတယ်တရားဆွေးနွေးတယ်ဆိုတာတွေလုပ်ရတယ်ဟောမန္တလေးမြို့မှာရှိတဲ့အဘိဓမ္မာသင်တန်းတွေဓမ္မသင်တန်းတွေတက်တယ်ဟောဒီလိုအဖြစ်ကလွတ်အောင်လုပ်ရတာနော်အခုလိုဓမ္မယုံကြီးပါဆိုရင်အဘိဓမ္မာသင်တန်းတွေဖွင့်ထားတယ်ဟောရက်ွက်လူတွေစိတ်ဝင်စားတဲ့လူတွေတက်ဒီလိုဆိုရင်ဘလောက်တန်မိုးရှိနိုင်မလဲမန္တမောမှုဟဆိုတဲ့အခြေအနေဆိုးကလွတ်မြောက်အောင်လုပ်ကြဒီပုဂ္ဂိုလ်ကတော့အဆိုးဆုံးပဲမန္တမဖြစ်စေနဲ့မောမှုဟာမဖြစ်စေနဲ့လို့ပြောအဲ့တော့အားလုံးပေါင်းလိုက်လို့ရှိရင်ပုဂ္ဂိုလ်5မျိုးဒီသုတ္တန်ဟာမြတ်စွာဘုရားဟောတာအဲ့ဒါကိုဘုန်းကြီးတော့သူလိုလူစားတရားမရှိဆက်ဒီလိုပုဂ္ဂိုလ်မျိုးမဖြစ်အောင်ကိုယ့်ကိုယ်ရှောင်ရှားရမယ်နံပါတ်1ကလှူပြီးအထင်သေးမြင်သေးလုပ်တဲ့ပုဂ္ဂိုလ်ပေါင်းတင်ဆက်ဆံပြီးအထင်သေးမြင်သေးလုပ်တဲ့ပုဂ္ဂိုလ်ယုံလွယ်တဲ့ပုဂ္ဂိုလ်မတည်ငြိမ်တဲ့ပုဂ္ဂိုလ်နဲ့ပညာဉာဏ်နှုတ်နေပြီးတော့တွေ့ဝေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုလူစားမျိုးတွေကကိုလွတ်အောင်လုပ်နော်ကိုလူပြီးတော့အထင်သေးတာမျိုးမလုပ်ရဘူးအတူတကွနေသည့်အတွက်ကြောင့်လေးစားပဲပုဂ္ဂိုလ်မှာအထင်သေးတာမျိုးမလုပ်ရဘူးပြောလွယ်တယ်ယုံလွယ်တယ်ဆိုတာမျိုးမဖြစ်စေရဘူးကိုယ့်ကိုတည်တည်ငြိမ်ငြိမ်ဘယ်ဟာပဲဖြစ်ဖြစ်တည်တည်တတ်တတ်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ရှိရမယ်အသိဉာဏ်ရှိအောင်လုပ်ကြရမယ်ဒါကြောင့်မို့အခုပြောတဲ့သူလိုလူစားတရားမရှိသူလိုလူစားဖျားမကြိုက်ဖျားလည်းကြိုက်မှာမဟုတ်ဘူးလေအဲ့တော့သူလိုလူစားတရားမရှိတာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာရနိုင်မှုရမရှိဘူးတဲ့အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဝါသနာတိသုတ်တံမှာလာတဲ့လူစားသူလိုလူစား5မျိုးကနေပြီးကင်းလို့အောင်ကိုယ့်ကိုရှောင်ရှားပြီးတော့တန်ဖိုးရှိတဲ့လူသားမျိုးဖြစ်အောင်ကိုယ်ကိုယ်တိုင်ကြိုးစားကြရမှာဖြစ်တယ်လို့တတိထားပြီးတော့ကောင်းမြတ်တဲ့ပုဂ္ဂိုလ်မျိုးအစားဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပွားရအောင်တတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းစုံရခြင်းကြောင့်တဝေတံကျွမဲ့ဥတုံလောသူများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်တော်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုဗုဒ္ဓရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံခုပွေးညကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်္ကြံပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း